ဒီကိုရီအားလုံးပဲမြင်လာပါချန်ပီယံလိပွဲစဉ်ဘန်ဖီကာနဲ့ရီယယ်မက်ဒရစ်ပွဲလေးကိုတပွဲကောင်းလေးရွေးချယ်ပေးချင်ပါတယ်ဒီလိုပွဲလေးတွေလို့ချင်တော့ channel လေးကို join ထားပေးပါရာသာတို့အတွက်လုံးဝအကျိုးရှိစေရပါမယ် channel လေးကိုတော့ profile မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ comment လေးမှာလည်းကျွန်တော်ချထားပေးပါတယ်ဒီပွဲကတော့အကြိုက်တူတယ်ဆိုရင်တော့ယူကစားကြည့်ပါရီယယ်ကတော့ဒါချန်ပီယံလိမှာတော့ပုံစံကောင်းရဖို့တော့ရုန်းကန်နေရပါတယ်900ဒီအဝေးကွင်းစမ်းဆောင်ရေးကဒါအိမ်ကွင်းစမ်းဆောင်ရေးနဲ့ရှင်မယ်ဆိုရင်တော့တိတိတတ်တာကွာပါတယ်900ဒီအဝေးကွင်းဒါ9ပွဲမှာ2ပွဲပဲနိုင်ထားသလိုဒါဘန်ဘီကအိမ်ဝင်2ပွဲလုံးမှာရှုံးထားတာကလည်းခံစစ်ပိုင်းဒါကစားပုံမှားခဲ့လို့ပါဒီရှုံးနေခဲ့တဲ့ပွဲတွေကနေဒါဘန်ဘီကရဲ့ကစားပုံကိုတော့စတက်နေတော့ပါပြီဒီပွဲမှာတော့ဒါအကောင်းဆုံးမထင်မှတ်ထားတဲ့ကစားခွက်အပြောင်းလဲတွေနဲ့အတူအန်အားသင့်သွားအောင်လုပ်နိုင်မယ်လို့တော့ထင်ပါတယ်ဘန်ဖီကာကတော့ဒါပေါ်တူဂီလိထိပ်ဆုံး3သင်းထဲမှာပါပြီးတော့900ဒီလုံးဝကိုရှုံးပွဲရှိမထားသေးတာပါနောက်ဆုံး9ပွဲမှာ4ပွဲတော့နိုင်ထားပြီးတော့အနည်းဆုံးတရေလောက်ရအောင်တော့ကစားနိုင်ပါတယ်ရီယယ်ကိုဒါနှစ်ပွဲလုံးနိုင်ထားတာမျိုးယုံကြည်မှုအပြည့်ရှိနေမှာပါရီယယ်တို့ဌာနသွားတာကိုလည်းဒါသိနေမှာဖြစ်တယ်လို့ဒီပွဲမှာနီးဗျူဟာပြောင်းပြီးရီယယ်ရဲ့အဝေးဝင်ခံစစ်ကိုလည်းဒုက္ခပေးဖို့စူးစမ်းလာနိုင်ပါတယ်လူစင်မိုင်းကိုကြည့်မယ်ဆိုရင်ဒါရီယယ်မက်ဒရစ်ဘက်မှာတော့ဘယ်လင်ဂန်နဲ့ရိုရီဂိုတို့လိုအဓိကကစားသမားတွေမပါဝင်နိုင်တယ်လို့ဘန်ဘီကာဘက်မှာဆိုရင်လည်းဒါအော့စနယ်လိုအမာကန်ကစားသမားအချို့မပါဝင်နိုင်တာကြောင့်နှစ်သင်းလုံးဒါလူဆုံထုတ်ဖို့တော့ရုန်းကန်နိုင်ပါတယ်ဟက်တူဟာကတော့ဒါအားလုံးသိထားတဲ့အတိုင်းပဲဒါဘန်ဘီကာကနှစ်ပွဲဆက်တိုက်နိုင်ထားပါတယ်နှစ်သင်းလုံးကတော့ဒါပြိုင်မဲ့အသင်းကြောင့်ကောင်းကောင်းသိနေပြီဖြစ်လို့ဒါပဲအသင်းရဲ့နီးဗျူဟာအပြောင်းလဲကပိုပြီးအလုပ်ဖြစ်မလဲဆိုတာကဒီပွဲရဲ့အဖြစ်ဖြစ်လာမှာပါနီးဗျူဟာအပြောင်းလဲကိုဒါကြိုတင်တွက်နေခဲ့ရင်တော့ဒါဘန်ဘီကာကအိမ်ဝင်းမှာတရီထက်မကတဲ့ရလက်ကိုယူသွားနိုင်တယ်လို့ရီယယ်ဒိုကလည်း C2 ဒါမှမဟုတ်1-2ဆိုတဲ့ရလက်မျိုးနဲ့အနိုင်ယူသွားနိုင်ပါတယ်ညီကိုရောဒီပွဲလေးရဲ့ရလက်လေးကို comment လေးမှာဝင်ရောက်ခံမှန်းဆွေးနွေးပြီးသွားပါအောင်ဗျအားလုံးပဲ good luck ဖြစ်ကြပါစေဗျ